မင်္ဂလာပါရှင်နိုင်ငံသားစစ်စင်ရေးကပ်ပြနဲ့အိမ်အောင်စုလူရေးစီရင်ဆောင်ရွက်ရမှာပြည်သူတွေစီကနေအခါကျင်းဝင်တောင်းခံတာပွဲစားတွေနဲ့ပါဝင်ပတ်သက်တာတွေလှုပ်ဆောင်ခဲ့တဲ့ဝန်ထမ်းတွေကိုထိရောက်စွာရေးဆောင်ရွက်နေပြီးဝန်ထမ်းတွေရဲ့လုပ်ငန်းဆောင်ရွက်မှုအပေါ်မကျေနပ်ရင်ပြည်သူတွေကိုယ်တိုင်တိုင်ကြားနိုင်ကြောင်းလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရတရားမဝင်အခါကျင်းဝင်ရယူပြီးပွဲစားအဖြစ်ဆောင်ရွက်နေတဲ့အကောင့်တွေအပြင်နိုင်ငံတော်နဲ့ပြည်သူလူထုကိုအထင်အမြင်မှားစေတဲ့ပြောဆိုချက်တွေတင်ဆက်နေတဲ့ရွှေရမင်းအမည်အရာ TikTok အကောင့်ကိုပါအထက်တင်ထုတ်ပြန်ပြီးအရေးယူဆောင်ရွက်မှုတွေပြုလုပ်နေရလို့သိရပါတယ်။ဒါအပြင်လာဝကဝန်ထမ်းတွေအနေနဲ့နိုင်ငံသားဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ပေးရမှာအချင်းဆွဲတာတမတ်ရချဲကြံကြတာမကြခဏရချင်းရွှေတာဆက်ဆံရေးမပြည့်ပြည့်တာနဲ့ငွေကြေးတောင်းခံတာမျိုးတွေရှိလာခဲ့ရင်ပြည်သူတွေအနေနဲ့ချက်ချင်းတိုင်ကြားနိုင်တယ်လို့အသိပေးထားပါတယ်။ပြည်သူတွေတိုင်ကြားနိုင်မှုအတွက်ဖုန်းနံပါတ်တွေကိုမြို့နယ်ဦးစီးမှုရုံးတွေမှာမြင်လာထင်ရှားစွာစိတ်ဆွဲပေးထားပါတယ်။ဒီကအပြင်မြို့သားမှတ်ပုံတင်နဲ့နိုင်ငံသားဦးစီးဌာနဖုန်းနံပါတ်3963431345တို့တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ဝန်ကြီးဌာနအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ရဲ့ short code 1111တို့လည်း SMS ပေးဖို့တိုင်ကြားနိုင်ပါတယ်။ဒါအပြင်မြို့နယ်ရုံးတွေမှာရှိတဲ့အကြံပြုစာရိုက်ပုံတွေနဲ့တိုင်းနယ်ပြည်နယ်ရုံးတွေကဖုန်းနံပါတ်တွေစီကိုလည်းဆက်သွယ်နိုင်ပါတယ်။တိုင်ကြားရမှာတော့တိုင်ကြားသူရဲ့အမည်မပုံတင်အမှတ်၊နေရလိပ်စာအမှတ်ဆက်သွယ်ရန်ဖုန်းနဲ့ဖြစ်စဉ်အသေးစိတ်ကိုစာနဲ့ဖြစ်စေဖုန်းနဲ့ဖြစ်စေတာဝန်ရှိသူအစစ်စစ်ထံတိုင်ကြားနိုင်ပြီးထိအောင်စွာဖြည့်ရှင်းဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။တစ်ဆက်တည်းမှာပဲဝန်ကြီးဌာနအနေနဲ့လုပ်ငန်းဆောင်ရွက်ရမယ့်သတ်မှတ်ရက်တွေကိုဖွင့်လင်းမြင်သာစွာအသိပေးထားပါတယ်။မွေးရပါတိုင်းရင်းသားများအတွင်းအထောက်အထားပြည့်စုံစွာတင်ပြနိုင်ရင်မြို့နယ်ဦးစီးမှုကနေကျင်ပြီးထုတ်ပေးလျက်ရှိပြီးဓာတ်ပုံသို့မဟုတ်သွေးအုပ်စုမပြည့်စုံသူတွေကိုတော့14ရက်အတွင်းဆောင်ရွက်ပေးပါတယ်။ဥပဒေအရနိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူများအတွက်အထောက်အထားပြည့်စုံမှာကမြို့နယ်ရုံးက9ရက်အတွင်းအမှုတွေပြုလုပ်ပြီးခရိုင်ရုံးတို့တင်ပြရမှာဖြစ်ကခရိုင်ဦးစီးမှုကနေကျင်ပြီးသို့မဟုတ်အများဆုံးရက်30အတွင်းလက်မှတ်ထိုးထုတ်ပေးရမှာဖြစ်ပါတယ်။အထောက်အထားမပြည့်စုံသူတွေနဲ့ဗဟုအဖွဲ့ရဲ့အဆုံးဖြတ်ခံယူရမယ့်သူတွေကိုလည်းခရိုင်တိုင်းနဲ့ပြည်နယ်စစ်စင်ကနေဥပဒေနဲ့အညီအမြန်ဆုံးစစ်စစ်ထုတ်ပေးသွားမယ်လို့သိရပါတယ်။လက်ရှိမှာတော့ဝန်ကြီးဌာနကမှတ်ပုံတင်နဲ့အိမ်နောက်စုစင်းဆောင်ရွက်ဖို့တင်ကြားရမယ့်အထောက်အထားတွေတမတ်အခါကြီးငွေတွေကိုမြို့နယ်ရုံးတွေမှာ V9 တွေလက်ကမ်းစာတောင်းတွေနဲ့ပွင့်လင်းမြင်သာစွာအသိပေးထားပါတယ်။ဒီတွေအနေနဲ့လည်းပွဲစားကားတွေပြီးစီရမလို့ပဲမိမိတို့ရဲ့အခွင့်အရေးကိုဥပဒေအတိုင်းသမန်ကန်ကန်ရှောက်ထားရယူနိုင်ကြဖို့နဲ့မမှန်မကန်မှုတွေကိုတိုင်ကြားနိုင်ကြဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။